အမဲလိုက်သမားတွေဟာသူတို့ရဲ့လန်တွေကိုကောင်းကင်ပေါ်တပြိုင်နက်တည်းဝိုင်းပစ်လိုက်ကြပါတယ်လန်တွေမြေကြီးပေါ်ဆက်ဝင်သွားတာနဲ့တပြိုင်နက်အဲ့ဒီခြုံထက်တဲ့အဖျားတွေကမမြင်နိုင်တဲ့နေရန်တစ်ခုကိုဖန်တီးလိုက်ပါတယ်အရှိန်နဲ့ပြေးလာနေတဲ့ကျွဲအုပ်ကြီးဟာရုတ်တရက်ရပ်တန့်သွားပါတယ်သူတို့ဟာထိတ်လန့်တကြားနဲ့နောက်လှည့်ပြေးကြပေမဲ့ရှေ့မှာမဆောက်တဲ့6ကမ်းပါးကြီးရှိနေမှန်းမသိခဲ့ကြပါဘူးဒါကိုသူတို့သတိပြုမိချိန်မှာတော့အားလုံးနောက်ကျသွားပါပြီသူ့ရဲ့အဖော်တွေတကောင်ပြီးတကောင်ပြုတ်ကျသွားတာကိုမြင်တော့ကျွဲဝင်ဟာသူတို့ထောင်ချောက်ထဲရောက်နေပြီဆိုတာသိလိုက်ပါတယ်ကျွဲဝင်ဟာဒေါသတကြီးနဲ့သူ့အုပ်စုအတွက်ကက်စားချေဖို့ဆုံးဖြတ်ပြီးအမဲလိုက်သမားတွေစီကိုဥတီတိုက်ခိုက်ပါတော့တယ်သူဟာမျိုးနွယ်စုခေါင်းဆောင်ရဲ့တာဖြစ်ပြီးအားနဲ့ကျက်ဆိုတဲ့မူဆိုးနဲ့ရင်ဆိုင်မိပါတယ်သူ့သားအနေနဲ့ရှိနေတာကိုမြင်တော့ခေါင်းဆောင်ဟာလန်ကိုရှိသမျှအားနဲ့လွတ်ပြစ်လိုက်ရာကျွဲကြီးရဲ့ဗိုက်ထဲအထိနက်နက်ရှိုင်ရှိုင်ထိုးဖောက်သွားပါတယ်ဒါပေမဲ့ဒေါသထွက်နေတဲ့တတဝါကြီးကတော့ရဲမသွားပါဘူးကျက်ကိုပါတပါတဲ့တေမင်းထန်ခေါ်သွားဖို့ဆုံးဖြတ်ထားပါတယ်ကံကောင်းထောက်မစွာနဲ့ကျက်ဟာမတေခဲ့ပါဘူးသူဟာကြောက်ဆောင်တစ်ခုကိုလန့်ဆွဲပြီးတွေ့ကတ်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့သူဟာပေ30ကျော်နဲ့6ထဲရောက်နေတာကြောင့်သူ့သားကိုကယ်ဖို့ခက်ခဲနေပါတယ်ဖခင်ဖြစ်သူကသူ့သားကိုမြဲမြဲကင်ထားဖို့အကျယ်ကြီးအော်ပြောနေပေမဲ့အားနေတဲ့ကျက်ရဲ့လက်မောင်းတွေကသူ့ကိုလေးချိန်ကိုမထိန်ထားနိုင်တော့ပါဘူးအားလုံးရဲ့ထိတ်လန့်စရာအကြည့်တွေရှေ့မှာတင်ကျက်ဟာတကြော့ပြန်ပြုတ်ကျသွားပါတော့တယ်သူ့ဖခင်ဟာတောင်ထိပ်ကနေနေရောညပါအော်ဟစ်ခေါ်နေပေမဲ့ဘာအတန်မှပြန်မကြားရပါဘူးအမှန်တရားကိုသိလိုက်ရချိန်မှာဖခင်ဖြစ်သူဟာရင်ခွဲမတက်ခံစားလိုက်ရပြီးသူ့သားတေဆုံးသွားပြီဆိုတာကိုလက်ခံလိုက်ရပါတယ်သူမသိခဲ့ရကတော့ကံကြမ္မာကကျက်ပေါ်တစ်ခါပြန်ပြီးပြုံးပြခဲ့ရပါပဲသူဟာ6နှစ်ကြီးတဲ့ပြုတ်ကျခဲ့ပေမဲ့ထွက်နေတဲ့ကြောက်ဆောင်တစ်ခုကသူ့အသက်ကိုကယ်တင်ခဲ့ပါတယ်ပုတ်ဆက်နေတဲ့အသားနှမ်းကြောင့်လင်းတက်တကောင်ရောက်လာပါတယ်အဲ့ဒီငတ်မွနေတဲ့သားရဲဟာကျက်ရဲ့ကိုယ်ပေါ်ကိုဆင်းနာပြီးသူ့နှုတ်ခမ်းတွေကိုစပ်ပြုတ်လိုက်ပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်ကျက်ဟာလက်နိုးလာပေမဲ့အောက်ကိုငုံကြည့်လိုက်တဲ့အခါ6နှစ်ကြီးရဲ့အနက်ကိုမြင်ပြီးအံ့အားသင့်သွားပါတယ်သူ့မှာအပေါ်ကိုပြန်တက်ဖို့စူးစမ်းရုံကလွဲလို့တခြားရေးချယ်စရာမရှိရဘူးဒါပေမဲ့ရုတ်တရက်ခြေချော်သွားပြီးလေထဲမှာတစ်ခါပြန်တွဲလောင်းဖြစ်သွားပါတယ်ဒီတစ်ခါတော့ခြေကုပ်စရာနေရာမရှိတော့ပဲမောဘန်နတ်နယ်မှုနဲ့တေချင်းတရားကသာသူ့ကိုစောင့်ကြုံနေပါတယ်မျောလင်းချက်အားလုံးကုံဆုံးတော့မဲ့အချိန်မှာပဲမုန်တိုင်းတစ်ခုရုတ်တရက်ကျရောက်လာပါတယ်မိုးတိထန်စွာရွာသွန်းမှုဟာ6ကမ်းပါးရဲ့စီးဆင်းသွားပါတယ်ရက်ဟာလွတ်မြောက်ဖို့အတွက်မျောလင်းချက်ရောင်ကြီးကိုချက်ချင်းမြင်လိုက်ပါတယ်ရေတွေတက်လာတာနဲ့အမျှသူဟာနောက်ဆုံးချိန်ထိအန်ကျိတ်ပြီးတောင့်ခံထားခဲ့ပါတယ်နောက်ဆုံးမှာတော့ခွန်အားတွေအကုန်ကုန်ခန်းသွားတဲ့အခါသူဟာရေရဲကိုခုန်ချလိုက်ပါတော့တယ်